ကြပါဦးခင်ဗျာမမီရဘူးဝင်းရဲ့ရွာကို
ယောက်တည်းမဆောင်ဝင်းနောက်ထပ်ကြံခဲ့တယ်လက်ခုပ်ဩဘာသံများချီးမြှင့်ပေးပါခင်ဗျာ